ID လို့ပြောလိုက်တာနဲ့ hardware နဲ့ software ရှိရလို့သိရမယ်ဟုတ်ပြီနော်ဒီ hardware မှာဆိုရင်ဒီ hardware ဒီကွန်ပျူတာပြင်တဲ့အပိုင်းလေးရှိမယ် network ချိတ်ဆက်တဲ့အပိုင်းရှိမယ်ပေါ့နော်ဒီ software ဘိုင်းမှာဆိုရင်တော့ဒီ programming ဘိုင်းကိုပြောတာပေါ့နော်အများသောအားဖြင့် software ဆိုတာကတော့နော်အဲဒါဆိုရင်ဒီကဒီ hardware ကြောင့်အရင်ဆုံးရှင်းပြပေးပါမယ်နော် hardware မှာဆိုရင်ဒီကွန်ပျူတာ A+ ပေါ့နော်ကွန်ပျူတာပြင်တဲ့ဘိုင်းရှိမယ် hardware engineering လို့ခေါ်တယ်နော်ကွန်ပျူတာပြင်တဲ့ဘိုင်းဥပမာဒီကွန်ပျူတာပြင်တဲ့ဘိုင်းကဘယ်သူတွေလိုအပ်တာလဲဆိုရင်အဲဒီလိုအိမ်မှာကွန်ပျူတာရှိတဲ့သူတိုင်းကတော့ကွန်ပျူတာပြင်တတ်ဖို့လိုအပ်တယ်နော်ဒါ career ဆိုတာနောက်မှပေါ့နော်အဲ့တော့ဒီ career အနေနဲ့ပြောမယ်ဆိုလေဒီ networking နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်မှာတော့မှန်တယ်ဒါပေမဲ့လည်းဒီလိုအလုပ်တွေမှာဆိုရင်ဒီကွန်ပျူတာပြင်တဲ့အပိုင်းတွေတော့နည်းနည်းပါးပါးလုပ်တတ်ဖို့လိုအပ်တယ်နောက်တစ်ခုကကျတော့ဒီ A+ ဒီဘယ်လိုအခြေအနေမျိုးမှာအသုံးဝင်လဲဆိုရင်ဒီကျတို့ဒီကွန်ပျူတာပြင်တဲ့ဆိုင်တွေပေါ့နော်တနည်းအားဖြင့်ကွန်ပျူတာရောင်းတဲ့ဆိုင်တွေမှာဆိုရင်ဒီကွန်ပျူတာပြင်တဲ့အပိုင်းတွေကျွမ်းကျင်နေဆိုရင်လည်းသူကအလုပ်အနေနဲ့လုပ်လို့ရပါတယ်ဒါပေမဲ့သူက career လမ်းကြောင်းတစ်ခုတော့မဟုတ်ဘူးပေါ့နော်သူရေရှည်လို့တော့အဆင်မပြေဘူးဒါကြောင့်ဒီလိုကဒီ hardware ဘိုင်းမှာဆိုရင် network နဲ့တွဲပြီးတော့သွားကြတယ်ပေါ့နော်ဒီ A+ တွေမပြီးတော့မဆုံးသေးပဲねပေါ့နော် network ကိုဆက်သွားမယ်